များမြက်နဲ့မြန်ရောင်းထွက်မယ်ပစ္စည်း Okay ဟုတ်ပြီအခုနောက်ပိုင်းဒီဂျပန်ဒိုင်ဘာခေါ် JBB လေးဘာကြောင့်နာမည်ကြီးတာလဲဆိုလို့ရှိရင်အဓိကနံပါတ်1ကသူ့ရဲ့ quality နံပါတ်2က price ဈေးနှုန်းပေးရတဲ့ဈေးနှုန်းထက်ကိုပြန်ရတဲ့ quality အရေးသွေးကြီးကတော်တော်ကိုကောင်းလို့ပေးရတဲ့ဈေးထက်ဆိုင်ပြန်ရတဲ့ quality ကအရန်ကိုမြင့်တယ်အရန်ကောင်းတယ်နော်သူ့ထက်ကောင်းတဲ့ quality တွေမရှိဘူးမို့ရှိတယ်ဈေးကွက်ထဲမှာရှိတယ်သူ့ထက်ညံ့တာတွေလည်းရှိတယ်သူနဲ့ level တန်းတွေလည်းရှိတယ်အဲ့ဒီသူနဲ့ level တန်းတွေသူ့ထက်မြင့်တဲ့တစ်စိတ်တွေသူ့ထက် quality ရောတဲ့ထဲမှာဟောဒီကောင်တွေကဘာကြောင့်ရွေးချယ်တင်လဲဆိုလို့ရှိရင်အဓိကသူကကလေးတိုက်ပါမှာဆိုလို့ရှိရင်လည်းအများတန်းပြောတယ်ခါးမြော့ကြည့်ရမယ်ရဲတိုက်စစ်မစစ်ပါလာမှုရှိမရှိကြည့်ရမယ်အတွင်းလိုက်နှစ်ထပ်ပါမပါကြည့်ရမယ်အဲ့ဒီချက်၃ချက်က main ရေးကြည့်တယ်ကျန်တဲ့ချက်တွေလည်းရှိတယ်ဒါပေမဲ့ main ရေးကြည့်တာကဒါပဲဘယ်တိုက်ပါကိုပဲရွေးချယ်ဘယ်တိုက်ပါရောင်းနေတဲ့သူပဲသွားမေးဒီ၃ချက်မပါလို့မရဘူးကျန်တဲ့ဟာတွေကမပါလို့တော့မဖြစ်ဘူးလို့လည်းပြောလို့ရတယ်ပါရင်လည်းကောင်းတယ်လို့ပြောလို့ရတယ်အဓိကဒီ၃ချက်မပါရင်ဒိုင်ဘာတစ်ခုကတကယ်ကောင်းတယ်လို့ပြောလို့မရဘူးနံပါတ်1ဒီခါးလေးကပျော့အီလေးနဲ့တင်းလျောက်ပတ်တဲ့မယောမတင်းအနေထားရှိရမယ်နံပါတ်2ကဂျဲဟောဒီကဂျဲပါဝင်တော့ကညားပြီးတော့ပါလေးဖြစ်ရမယ်အခုနောက်ပိုင်းဒီပညာတွေမြင်လာတော့အခုလိုပဲဂျဲတိုက်ပေါ်မှာပါလေးဖြစ်အောင်ထုတ်လာတာဖုံးနေလို့ပေါ့ဟိုရင်ခေတ်တွေတော့အထူးကြီးနောက်ပိုင်းကျဖြည်းဖြည်းပါတစ်ထပ်ပါပြီးတော့ဒီပညာတွေမြင်လာတယ်လို့ပဲဒီကောင်ကိုလည်းဟိုရင်တော့ဂွန်းတိုက်တွေတုံးတာအခုနောက်ပိုင်းဂျဲတိုက်တွေပေါ့ဂျဲပေါ်မှာဒီလိုမျိုးပြုတ်လေးတွေပါလာဒီလိုဂျဲတိုက်ပေါ်မှာပြုတ်ပါလာလေးတွေကအလွန်အင်မတန်စုပ်ယူအားကောင်းတယ်၆တွေ့ရလဲညံ့တယ်နောက်တစ်ခုဘေးကိုရိုးတာစိတ်နာမဖြစ်ဖို့အတွက်နောက်တစ်ချက်ရေးကြည့်တာကဟောဒီမှာအတွင်းလိုက်တစ်ထပ်ဟောဒီမှာအပြင်လိုက်တစ်ထပ်ဆိုတဲ့ line တစ်ထပ်ပါမယ်ဒါမှဒါဒိုင်ဘာတစ်ခုကရွေးချယ်တင်တာအဲ့တော့ကလေးမေမေတွေကဘယ်ဒိုင်ဘာပဲရွေးချယ်အခုလိုအချက်၃ချက်ပါတာကိုတခြားလေးကြည့်ပေးရမယ်နောက်တစ်ခုပြန်လဲဖြန့်ပြူရောင်းချမယ်လက်ကားသမားကုန်တွေဘာကြောင့်ရောင်းတင်တာလဲဆိုလို့ရှိရင်ဒီပစ္စည်းကများမြက်နဲ့မြန်ရောင်းထွက်မယ်ပစ္စည်း Okay များနဲ့မြန်ကိုရောင်းထမ်းမဲ့ပစ္စည်းဖြစ်တဲ့အတွက်ဝယ်ယူပြီးတော့ပြန်လဲရောင်းချတင်တယ်လက်ကားသမားကြီးတွေအတွက်ကိုလည်းမိကနေအထူးတီးတန့်ပြားရည်တဲ့ချိုတဲ့ဈေးနှုန်းနဲ့ပေးမှဖြစ်တဲ့အတွက်ပြန်ရောင်းတဲ့ခါမှာလည်းလုံးဝရှယ်ဈေးနဲ့ရောင်းလို့ရမယ်ဝယ်သူတွေလည်းကြိုက်မယ်ရောင်းသူလည်းမြတ်မဲ့ပစ္စည်းဝယ်သူလည်းပြောရောင်းသူလည်းပြောတယ်ပစ္စည်းမျိုးဆိုလို့ရှိရင်ဂျပန်ဒိုင်ဘာကော JBB ဒိုင်ဘာလေးပဲဖြစ်တယ်သူ့ရဲ့ထုတ်ပိုးမှု quality ပုံစံကိုကြည့်လိုက်သူကပြောမယ်ဆိုရင်ကြောင်ချစ်သားနဲ့ထုတ်ထားတာပေါ့နော်လုံးဝပကင်ကောင်းတယ်ဂိုင်းဆွဲပါမယ် expert date တွေပါမယ်သူကလာတဲ့ site တွေက small ကနေ 2HNT ဆိုပြီးတော့ site 5 site လာမယ် small ဆိုလို့ရှိရင်အလွန်အင်မတန်ကိုပတ်ဆက်ပိုးဆိုးပတ်ဆက်ပါလား84ခုလောက်မှာ medium ဆိုရင်56ခု land site ဆိုရင်52ခု HN ဆိုလို့ရှိရင်48ပါမယ် 2HN ဆိုလို့ရှိရင်44ခုပါမယ်ပါဝင်တဲ့အရေးအတွက်တွေကတော်တော်လေးများတယ် quality လေးကလည်းကောင်းတယ်ပေးရတဲ့ဈေးနှုန်းလေးကလည်းပြောမယ်ဆိုလို့ရှိရင်မများလုံးမနည်းလုံးနဲ့အနေထားမှာရှိတယ်ပြောမယ်ဆိုအလဲလက်တန်းသားပေါ့ဗျာဒီလိုအလဲလက်တန်းသားပစ္စည်းမျိုးကိုပစ္စည်းကောင်းလေးနဲ့ဈေးနှုန်းတင်းလေးနဲ့ဒီကွက်ထဲမှာအခုဆိုလို့ရှိရင်ရောက်ရှိလို့လာပြီအားလုံးပဲတော်တော်များများလဲရောင်းဝယ်နေကြပြီအဲ့တော့မင်းများဒီပစ္စည်းလေးလောက်ဒီကောင်းလဲဆိုတာကိုဒီခုစမ်းတက်နေကြပါတော့ဂျားဒိုင်ဘာလူလေးစမ်းတက်တယ်ဒီရေလေးနဲ့ပေါ့နော်သူဘယ်လောက်ထိ6သိန်းမှုမြန်လဲစုပ်ယူပါတကယ်ကောင်းလားဆိုတာလက်တွေ့ပြပေးမယ်ဒီဒိုင်ဘာတစ်ထုပ်မှာဝယ်မယ်ဆိုရင်တော့ဒီလိုကာလာလေး3ရောင်ပါမယ်ဒီလိုကာလာ3ရောင်ဟောဒီအပြာလေးဟောဒီပန်းရောင်လေးဟောဒီအဝိုင်ရောင်တစ်ထုပ်ထဲမှာအရောင်3ရောင်လေးပေါ့နော်အဲ့လိုလေးပါမယ်โอเคမင်းဒီပန်းရောင်လေးစမ်းလိုက်မယ်ပေါ့နော်ဒီကောင်လေးကိုစမ်းကြမယ်ကဲအခုချိန်လိုက်ပြီမနော်ပါပါလေးတွေ့လားဒီလိုပါပါလေးဖြစ်မှာလေအခုနေရာဒီနဲ့ဆိုလို့ရှိရင်ကလေးတွေဝတ်ပြရတာလေးဝင်လေးခလေးကောင်းပြီးတော့တက်တာဖြစ်မှာအထူးကြီးဖြစ်နေတယ်ဆိုလို့ရှိရင်မဟုတ်ရင်ကလေးတွေလောင်ပြီးတော့သေးဘူးစီးဘူးတွေလောင်နိုင်တယ်ဘယ်တော့ကောင်းတဲ့ဒိုင်ဘာပဲဖြစ်ဖြစ်အချိန်မှမလဲပေးတာလို့နော်မိခင်တခြားဘူးမဆိုင်ပေးတာလို့ဆိုလို့ရှိရင်သေးဘူးစီးဘူးလောင်နိုင်ဒိုင်ဘာဝက်ဖြစ်တာဖြစ်နိုင်တယ်โอเคဒါလေးစမ်းကြပြီနော်ဒီလိုပါโอเคဟုတ်ပြီတော့ပါပြီအဲ့ဒီဆိုရင်လည်းတော့ပါပြီအဲ့ဒါပဲနော်အဲ့ဒီမှာတော့အဲ့ဒီတော့ဒီမယ်နော်ရေကြံလာကြည့်မယ်ရေမရှိဘူးအပြင်ကိုယိုလာစိတ်နာရှိလားယိုလာစိတ်နာဖြစ်လာကြည့်မယ်ရှယ်ပဲနော်ဒီမှာယိုလာစိတ်နာမဖြစ်ဘူး oh god shit နော်ရှယ်ပဲဒီမှာဂျဲတိုက်ဆိုတာအဲ့လိုမျိုးပြောတာနီးပညာတွေဘယ်လောက်မြင့်လဲဘယ်လောက်မိုက်လဲနော်ပါပါလေးကအခုကြတော့ဒါစီးတွေဒီထဲမှာထိန်းသွားပြီလုံးဝစုပ်သွားပြီနော်စုပ်သွားပြီဒီမယ်နော်ပြမယ်နော်ဒါကိုညှစ်ပြဒီထွက်လာနော်ဒီမကြည့်လုံးဝရေကိုစုပ်တာဘယ်လောက်ထိ6သိန်းမူကကောင်းလဲကြည့်ဒါပဲ quality လေးအဆင်ပြေတယ်အရင်ကြီးကောင်းတယ်လို့မညှိုးတော့ quality လေးအဆင်ပြေတဲ့ပစ္စည်းမျိုးဒါကိုပြောတာပဲဒီလိုဒိုင်ဘာမျိုးမှမတော့ရင်ဘယ်လိုဒိုင်ဘာမျိုးသုံးမလဲဒီလိုဒိုင်ဘာမျိုးမှာပြန်မရောင်းဘူးဆိုလို့ရှိရင်တော့ဘယ်လိုဒိုင်ဘာမျိုးရောင်းမလဲရောင်းတဲ့သူလည်းအမြတ်တစ်ခုနဲ့စိတ်ချမ်းသာရောင်းရမယ်ဝယ်သုံးတဲ့ကလေးမေမေတွေလည်းစိတ်ချမ်းသာမယ်လွယ်ကူအဆင်ပြေတယ်ဒီလိုဟာမျိုးကရောင်းသူလည်းပြောဝယ်သူလည်းပြောတယ်ပစ္စည်းဖြစ်တယ်ဂျပန်ဒိုင်ဘာကော JBB ဒိုင်ဘာလေးပဲဖြစ်တယ်ဒါလေးကိုဝယ်ယူခြင်းနဲ့ကလေးမေမေတွေနဲ့လက်ကားပြန်လဲဖျက်မှုကြောင်းရောင်းချခြင်းနဲ့ဂုံတေးတွေကတော့မင်းတို့ရဲ့ TikTok တွေ Facebook တွေရဲ့ဒီရွှေမန်းလေးကလေးဒိုင်ဘာလို့ရိုက်ချရုံနဲ့လည်းလာဆက်သွယ်လို့ရတယ်လို့ဓာတ်ရိုက်ဖုန်းပဲဖြစ်ဖြစ် Viber နေပဲဖြစ်ဖြစ်ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်မင်းတို့ရဲ့09 9855 95200 09 9855 99900နဲ့09 9855 96200ဒီဖုန်းတွေကတော့လက်လီဝယ်ခြင်းနဲ့ကလေးမေမေတွေအတွက်ပါလက်ကားသမားတွေပြန်လဲရောင်းချတဲ့သူတွေဂုံတေးကြီးတွေ distribution သမားတွေအတွက်ကတော့အထူးတည်တံ့ဖုန်းကတော့09 960 6494 2ခုနဲ့09 9510 90 666ကိုဆက်သွယ်ပေးပါဟယ်လိုလိုက်ပါကျေးဇူးတင်ပါတယ်